မှုပဲတာလို့ပါဒီအခုမှဒီနေရာကဆိုလုံးသားကကျွန်တော်တို့ဒီလဲခုတ်ပွန်တော့ရာမာနေပြီးကအပြောလို့ကိုချောင်းမှုပေးမောင်ဒီနေရာမှာဟောပါဒီမန်ခေါ်မှာနေပြီးကကျွန်တော်တို့ဒီအပြောမရှိဒီဖက်တွေပါတော့ဒီအပြောမရှိဒီမောင်ဒီနေရာအပြောမရှိဒီနဲ့နေပြီးကကျွန်တော်တို့ဒီအစီစိမ်မှာအကောင့်ဆုံးတစ်ခုသူတို့ကြီးခံစားချက်ကြီးသူတို့ကြီးဒီယူဆချက်ကြီးတို့ကျွန်တော်ဒီအစီစိမ်မှာဟောအဲ့တော့မင်းဖိလောက်ဖို့အစီစိမ်တို့ဖိတယ်နောက်ထဲနေပြီးကတိုင်းစီတီမှာဂျပန်မျိုးဖိုင်လာဖို့လေအစီစိမ်အတွင်းစီတီနဲ့အမရန်ခေါ်သိစီတီကိုကျွန်တော်တို့over here အခုမှတော့ဒီနေရာရွာချက်ဒီလိုဒီကိုကျွန်တော်ကနေပြီးခင်ဒီမိခွန်း3 ground မိပြီးလောက်ဖို့ဖိုက်တယ်ဒီမိခွန်းသင်္ကောကြားခင်ဇာပဲမျိုးပထမဆုံးဖိလာဖို့ဒုတိယမှာတလောက်ဖိလာဖို့ဆိုရင်အတော့အကြီးလည်းပဲဆိုအောင်ပြီးခဲ့ပါမယ်ဒီပြီးခင်သူကပထမဆုံးအနေနဲ့ဒီတယောက်ကိုပြီးပဲလောက်ဖိတယ်ဒီတယောက်ကနေပြီးခင်ဇာပဲမျိုးပထမဆုံးဒီပြီးခင်ကျွန်တော်မိလာဖို့လေးဆိုရင်အတော့ရောက်ကိုဆယ်လေးပြီးခင်ဒီပြီးကြပါမယ်ညီမတို့ကမိခွန်းတစ်ခုပြီးပါမယ်ဒီမိခွန်းကပထမဆုံးလိုက်တော့အောင်စီကောက်စမ်းနေဘလို့ဇာပဲမျိုးပဲတိုင်းဆောင်တယ်ညီမခံတော့ချင်းနေတယ်ပြိုရှာရှာနဲ့ဖဲတန်းဆောင်နဲ့ကျန်းကျန်းမမနဲ့ဖဲတန်းဆောင်ရယ်အပြီးတော့ကိုရှိတ်တူတူကလေးပြင်းတော့ထားဖဲတန်းဆောင်ရယ်တော့ပါရဲ့အခုပဲဆိုင်လိုက်ကြီးရှိစားကိုလေဒါဦးစကေးတွေကျင်းနေတဲ့ဟောနောက်တွေလေးပို့လို့ကောင်းမယ်ဆိုင်လိုက်ကြီးဖိတ်ပါစီလို့စူတောင်းအဖို့စိတ်ကောင်းပြည့်နေဟုတ်ဒီထောင်နဲ့ဟောတို့မလို့နေပြီကညီမမိခါတခုပြီးပဲနောက်ပြီးတော့ပြီးလေးတွေဒီမလို့ကြီးဒီစံငယ်ကိုပြီးလာခဲ့တယ်ကနောက်ဒီပြီးကလာဖို့စံငယ်မှာဇာပဲမျိုးဒီပြီးကဒီဆိုင်လိုက်ကြီးဖဲတန်းဆောင်ဆိုင်လိုက်ကြီးရှိလေနောက်လာတော့တော့ကြာကတကယ်ချရစစုံလုံးလုံးပြိုရှာလေးခံမိကမောရှိတိတက်တွေးဆောင်ရယ်တော့ဦးပဲဆိုတဲ့ဒီဘောလုံးလောပြီးကဘောလုံးပြီးမလားဒီပဲဦးပဲဖေပြောပြီးကြဘူးလေကြီးတော်လေဒီပြီးကဒီထဲမှာကလေးသားပြူချောင်းဆိုတာကောင်းလေလေဒီကိုဖိုင်ဆိုင်နေပါကျွန်တော်ဒါဒီကနေပြီးအကိုလေးဆူတောင်းပေးနေနောက်ဆုံးပြီးခဲ့ဆိုလို့ညကနောက်ဆုံးတော့ကဆိုလို့ညကပေါ်ညမိုင်းနေကကျွန်တော်ကိုကိုစကားနေပြီးကကျွန်တော်ကညမားကိုတိုင်နေပြီးကဒီ2020ခန်းငယ်မှာနေပြီးကဒီဇာပဲမျိုးပုံစံဖယ်တန်းချောင်းလေညမားကိုတိုင်2020ခန်းငယ်မှာဇာဖဲတန်းဆောင်လေးလို့ဆိုကြညမားတဲနိုင်ဖို့လို့ဆိုကြအလှူဂရိတစ်ခုကိုလှူပေးဆောင်ရမယ်ညမားအနေနဲ့အပြီးကမိတော့စုစုလောလောနဲ့ညမားဖဲတန်းဆောင်ရအပြီးကဟောင်းလိုင်းချက်ကမောင်ဂရိကင်းဖို့ဆိုကြမောင်ဂရိကိုအောင်မြင်လို့ပြောဆောင်အခုပဲဖေကောက်ပြီးတော့အခုပဲဖေပေါက်ပြီးရတယ်ဒီ3လောက်လည်းကျွန်တော်ဒီဟိုကအနေပြီးပို့လို့ကြီးစုတော်ရဒီဟာကကြခဲ့ကျွန်တော်ဒီဟာကကြခဲ့ဒီကျွန်တော်ညီပြီးဒီလက်ခုပ်ကတော့ဆိုရင်လွဲရမှာဒီအခုပဲလူငယ်ပိုင်းဒီနေထိုင်ခဲ့တဲ့အနေထားနောက်ပြီးဒီဖဲတန်းဆောင်ရဆန်လိုက်ရှိနေတဲ့တရားကိုမင်းရကားရှိတဲ့ဒုက္ခပဲဒီစီချိန်မှာနောက်တဲ့နေရာဒီမှာလေးပို့လို့ကျွန်တော်ဒီမင်းလောက်ဖို့ရှိနေဒီပါသေးတယ်နောက်တော့အခုပဲဖေကောက်ပြီးတခါရောက်ချောင်းစီတိုင်းကိုအထူးပေါ်ကြီးစုတော်ရပို့လို့နောက်ထဲနေပြီးကြတော့ချောင်းလဲလာဖို့သံငယ်တိုင်းမှာလေးပြူစာကောင်းရင်နေရာတင်နေပို့လို့ပိုင်ဆိုင်နိုင်ခဲ့ပါစီလို့ဒီအကိုလေးစုတောင်းပြီးနေအားလုံးကိုကြည့်ကြအောင်အဲ့အခုအနေပြီးကျွန်တော်နေပြီးကအဖွေးမိပြီးနောက်တစ်ဖွေးဖို့တော့ကျွန်တော်ဒီအခုညီမရှိဘရောင်နေရရဲ့ညီမရှိနဲ့နေပြီးကကျွန်တော်မိခွဲသုံးကောင်းမိလောက်ကိုဖိပါတယ်ဒီကလေးပထမမိခမိခွဲနဲ့ကျွန်တော်ကထဲတူဖွေးမိလောက်ပါတော့ဒီကလေးသားပြေပထမဆုံးမိခွဲကိုရှာသူကရှာလို့ဖွေဖို့လေရှာပံမျိုးနေပြီးကသူဖွေလောက်ဖို့လေးဆိုရင်ဆိုင်ရရှိတီကိုကျွန်တော်တင်လာပထမင်းကြရပါမယ်နဲ့ဒီမှာနေပြီးတော့မိခွဲဒူမိဖို့စကားကျွန်တော်ဒီအခုကြားရောက်လာရင်သံငယ်မလိုက်အခုကြားရောက်လာသံငယ်ကိုဇာပဲမျိုးနေပြီးကသူကဘဲတန်းချာချာထားကြည့်လေဘာရှိတယ်မလားဟောဒီလိုတဲ့အခုကြားရောက်နေသံငယ်ကိုဇာပဲမျိုးဘဲတန်းချာချာထားကြည့်အခုကြားရောက်နေသံငယ်ကိုမလိုက်ရဲ့မေရာမာအပေလာပြောလို့ဒီပေါင်းဆူဆူပေါ်မနဲ့အပန်နေတဲ့ရှောင်းဘူးဒီဘုံလိုက်ရဲ့အပန်ဆောင်ဖက်တဲ့စပိတ်တယ်နောက်ပြီးခင်လာရာမာမန်နဲ့ပါဟိုတဲ့တော့ပြပါရမန်နဲ့ပါဒီပြီးခင်လာလာပါပါနဲ့အပီးပါကိရှောင်းပါရဲ့လို့လက်ရဲ့အပန်မနဲ့နေတဲ့အပန်လပြောဒီပေါင်းလိုက်အပန်စူပေါ်ရှောင်းဘူးစသည်ဆယ်လို့လောက်ရှောင်းပါရဲ့လို့အခုပဲပြေတော့ပြီးတော့လေတော့ဒီနေ့မြေကိုတကယ်တော့ဒီကိတောင်းရဲ့ဒီနောက်ထဲဒီပြီးကတော့မရဘူးစကားပြီးတော့ဘလို့ရင်ဒီတော့ညီမဒီပြီးတော့မိကတော့ဒီကိုဒီ2020နဲ့တော့ကခုနပဲတော့ဒီတန်းငါတို့ဘလို့ကဘီစုထားရတယ်လာဘူးသားကမှာဒီပြီးဇာပဲမျိုးနဲ့ဆယ်သားမျိုးနဲ့ဒီပြီးဖဲတဲ့ကြောင့်ဆက်ထားနေတယ်လာဘူးသားကမှာကိုနိုင်ကကိုရာလို့တကယ်ရှိတဲ့ဆိုတော့မကောင်းရမလဲရဒီဘက်ပူစမနဲ့ဖက်တဲ့ဆောင်ရကိဆောင်ရဒီဘက်တခုလေးလေးရလာ
မလို့ရပါစကြဖက်တဲ့ဆောင်လေး အခုပဲပြီးကြပြီတော့ကိုနေလေးကြီးစုတာရဲ့နော်ဒီကဒုတိယနောက်ဆုံးတစ်ခေါက်အနေနဲ့ကျွန်တော်မင်းတော့ပတ်ကထဲတူပါရဒီကလေးဒီဟာအခုနေပြီးကြာတော့နေစငယ်မှာမိမိကိုယ်တည်းဖဲတဲ့ကြောင်ဆိုင်တာဆိုရင်မိခွားကြီးနောက်ဆုံးမိခွားကြီးကိုပုံပြီးတော့ပြေးတယ်ရော ဘာကတည်းဖက်တဲ့ဆောင်ဆိုရင်ဘုမတော့ဘာကပြောလို့ပြောရှင်နဲ့ကိုတငယ်ဆောင်ဒီနဲ့ပြပြချာချာဖက်တဲ့ဆောင်လေးအမေဆောင်ဘူးစားနေတဲ့ပဲကျောင်းပန်းနေမှာဒီလို့စူတော့ရင် ကိုလေးဖိတ်ရဆန်လာတာ ကိုကတည်းဖက်ရဆလာတာဖက်ဆောင်လေးဆိုကြတငယ်ဆောင်ဒီနဲ့ရဲ့တော့ပရိုဂရမ်နာတော့ကေးပေးဆောင်ရင်တော့ငယ်မှာတမန်တဲ့ပါဘူးဆိုကြလဲပါအမေကကေးဖို့တငယ်ဆောင်ဒီနဲ့ ဘာလို့ပဲတော့အနုဝေးတော့ကြည့်ကြပါလေအခုပဲဖေကောက်ပြီးခါရေမားသုံးယောက်ဒူရင်းကားကြီးဒီမြမကြီးကိုဖေကောက်ကနေဒီသူ့ကိုယ်တိုင်ဖေတဲ့ချောင်းရဲ့ခြံတိုက်ကြီးဒီသူ့ကိုယ်တိုင်6လေးချောင်းရဲ့ခြံတိုက်ကြီးကိုဖေပြီးခိုင်းတယ်အခုတော့ကျေးဇူးတော်တယ်နောက်နေ့မှာလေဒီထဲမှာကဒီကိဒီသူ့ချောင်းရဲ့နေရာကိုကြီးဒီသူ့ချောင်းလာရဲ့တောင်းငယ်ကြီးကိုဖေတဲ့နေပါသေးကိုကိုနီးပြီးပြင်လာကားလေးစူတောင်းပေးတယ်အနုကိုကျေးဇူးတော်ဘာလို့ရွာဦးကပေါ်တော့မနေဘူးဒီကလေးနော်ဘယ်လိုလဲကြပြီဘုရားဒီရဲ့ဒီမာဂျီဒီနဲ့ဒီကနောက်ထဲမိခွဲအနည်းငယ်ပြပြလောက်ဖို့စီစဉ်ပြပါတယ်။ရောနဲ့ဒီအစီအစဉ်မှာဒီမိုက်ဂျီဒီဖေးဟဲဘယ်ဂျီဒီမုံယာဂျီဒီနောက်ပြီးဒီသူတို့ရဲ့ခန်းစားရိပ်ကြီးကိုတစ်ချေလောက်တို့လောက်ပြီးတော့မိကြီးခဲ့ပါမယ်။အဲ့ဘာလို့လဲ။ဟောတော့ဒီကဒါပဲနေဒီကလား။ဒီကညီမတို့ဘေကတော့ကိုမထားစုနေနဲ့ဒီအကုန်မိချော်ရေဘေကကကြားခဲ့ဒီချောင်းမလေးဆိုဝင်လာခဲ့ဒီအခုကြားရောက်လာခါတွေဒီ2020ခါဦးသန်းငယ်မှာဇာပဲမျိုးကိုကဖဲတဲ့ချောင်းခြံတာရှိကလေဒီမှာပို့တယ်ခါကြောက်ရရနေ မားတော့ကိုရှိတ်တဲ့လူနဲ့ဖဲတဲ့ချောင်းရယ်ဆန္ဒတကူငယ် ညီမကိုတယ်တော့ဖဲတဲ့ချောင်းခြံတာကတကူလေးလားနောက်ပြီးအာဇာပဲမျိုးရှိ နောက်ပြီးကိုတငယ်ချောင်းနဲ့ပြပြချောင်းနဲ့အခုကတငယ်ချောင်းဒီကလည်းမဆုံရဒီနေ့ခါတော့ဒီရောက်တယ်နဲ့မဆုံရပဲတငယ်ချောင်းနဲ့ဆူဆူနော်နဲ့နေချောင်းရဲ့ဆန္ဒဟင်းရယ် အခုပဲဖေးစားပြီးစားကိုလေနေပြီးကကျေးဇူးတောင်းရဲ့နော်နောက်ထဲမိဖတကူနေနဲ့ကျွန်တော်နေပြီးကဘူမီလောက်ပိတ်တယ်နောက်ထဲမိကညီမမိခင်ကြကနေပြီးကမိဖကဒီမလို့နေပြီးကကြားရောက်လာတယ်ဒီတန်းငယ်ကပြီးထားရနောက်ထဲနေပြီးကနောက်ထဲလာဖို့လိမ့်မှာဒီဇာပဲမျိုးတန်းငယ်ကိုဖယ်တဲ့ချောင်းလေညီမ မားဆန္ဒကရှာလို့ဟျာကေကိုကမိသားစုတို့ပြပြချောင်းနဲ့နေမလားတငယ်ချောင်းဒီမှာအောင်လို့စုလို့နားနေတန်းငယ်မှာဖဲတဲ့ချောင်းဆန္ဒရပါရဲ့ အခုပဲဖေးပြီးစားလေညီမကိုလေကျေးဇူးတောင်းရဲ့ဒီကဘောဒူရီယာတစ်ချိန်နေနဲ့ကျွန်တော်ကိုလည်းသူခံစားချက်ကိုမိလိုက်ပါမယ်ညီမအနေနဲ့မိခင်စကားကြောင့်ကိုနေနဲ့မိခင်စကားညီမကိုလည်းဒီအခုကြားလောက်ခါတွေသန်းခင်မှာညီမကိုလည်းဖဲတဲ့ချောင်းရေစံတာကကြောင်ကြီးလေ အခုကြားဟဲ့တော့ငယ်မှာကြားခဲ့ကြမှာကိုယ်ကကြားခဲ့ကိုဘွားကိုပြိုဆောင်မလဲ professor ကတော့ငယ်နဲ့ကိုပြိုဆောင်ကိုပြိုပဲလက်ခံစားမလို့တော့ငယ်မှာ professor ကြောင့်လည်းဖက်နေပဲဆုံးငယ်အဲ့လေ professor တော့ကတော့ဆုံးငယ်ချောင်းတင်းနေမှာဆုံးကားသူတို့ဝန်းနေပါမိတော့စုတင်းနေမှာဆုံးရပဲနေခေါ်ဒီမှာထွေးထားတော့ညဝန်းနေရဖက်တဲ့ချောင်း အခုပဲဖေကောက်ပြီးလိုက်ရင်ညီမတို့ကလေးသားကိုကြီးနေပြီးကအဖိုးအနေနဲ့လေးကျေးဇူးတော်ရဲ့ဒီနောက်ထဲလာဖို့နှိမ့်ဒီမှာလေးသားဟိုဝထဲပြီးကြိုးချတာကောင်းရဲ့နေရတဲ့ဒီတန်းငယ်ဆိုရင်ကြားရောက်လာတဲ့အခါပိုလို့ကြိုးချတာကောင်းရဲ့အရာဒီကိုဖိတ်ကြီးကိုအတွက်ကျွန်တော်အဖိုးအနေနဲ့နေပြီးတင်လာကလေးစူတောင်းပြီးအောင်းလို့ကိုကြမ်းမှလည်းကြမ်းတာနဲ့နောက်နေ့မှလေးတွေ့ခဲ့မေးတော့ကိုမြင်လာတယ်ကိုကြည့်တာအခုနေပြီးဒီသူချင်းကိုတော့ဒီနောက်ထဲဖိတ်ခွဲတကူမီလောက်ဖို့စီစဉ်တူဖိတ်ခွဲနေညီမိကေကျွန်တော်အကိုတကူမိကစကားတကယ်နာထောင်းလက်စိတ်ကအခုကြာရောက်နေသန်းမှာညီနေနဲ့ဇာပဲမျိုးဖဲတဲ့ချောင်းဆန္ဒရှိလေ એનેတာကဆို proposal ကျွန်တော်ကတော့ကိုမသင်္ကေရှောင်းနေနဲ့ principal စီမက်ဒရီပဲလို့ပါနော်မက်ဒရီပဲလို့တော့ပြုတ်ပြုတ်မနာပေါ့မှာတော့ပြုတ်ပြီးတော့မလူပဲပေါ့အမှန်နဲ့ဆိုတော့ပြီးကိုမသင်္ကေရှောင်းတီးတော့အော်သူဒီလုံးပေါ့ဒီလုံးလုံးကြည့်ရကိုမကိုရှိတဲ့မရှိတီးကိုကိုသင်္ကေရှောင်းတီးကိုအော်ဖော်ပွစီချောင်းအနေတာကမှနောက်ဆုံးမှဖော်ပွစီချောင်းဟုတ်လားနောက်ဆုံးအနေနဲ့ဖော်ပွစီချောင်းရပဲပဲသမရနေတာကို အခုပဲပြီးကြကိုလေညီကိုနေနဲ့ကြီးတောင်းရလားနောက်တဲ့ညီပြီးကေမိဘတကူကနေပြီးကေဒီညီပြီးကေတော့ဒါပေမဲ့ပြီးတော့မိဘကဒီ